အားလုံးသောတတိတိချင်းမိတ်ဆွေပေါင်းတို့မင်္ဂလာပါ3ဆွန်း6ဆွန်းကစားတဲ့ကဏ္ဍစနစ်လေးကိုတင်ပေးလိုက်ပါတယ်83ခုနှစ်က24ခွက်ထဲကဏ္ဍတစ်ခွက်ပေါ့83နေ968ဆိုတဲ့ကဏ္ဍလေး86ခုနှစ်ထဲမှာကစားခဲ့ပါတယ်83နေကဏ္ဍတစ်ခွက်ပေါ့663နေ86ထဲကိုကစားခဲ့ပါတယ်93နေကဏ္ဍတစ်ခွက်903ဒီ96ထဲမှာကစားခဲ့ပါတယ်2003ခုနှစ်ကကဏ္ဍတစ်ခွက်ဒီ2006ခုနှစ်မှာကစားခဲ့ပါတယ်2013ခုနှစ်ကကဏ္ဍတစ်ခွက်2016မှာ2013ခုနှစ်ကကဏ္ဍဒီ2016ကစားခဲ့ပါတယ်2023年ကဏ္ဍ24ခွက်ကြာမှာပေါ့2003ခုနှစ်ကကဏ္ဍတစ်ခွက်ဒီ2026ထဲကိုကစားမဖြစ်မနေထွက်ပြီးဖို့ရာခိုင်နှုန်းတည်ကြပါတယ်သို့တော်ညာလဲ2023年ကဏ္ဍ24ခွက်ဒီမိမိတိုက်ဆိုင်မှုရှိတဲ့အချိန်နဲ့ကြုံခဲ့ရင်ထိုးပေးပါကျွန်တော်ကတော့2023年ကဏ္ဍဒီ803ရယ်930ရယ်990ရယ်ဆိုပြီးတော့မှရွေးချယ်ထားပါတယ်စနစ်လည်းရှိလို့ပါ3ဆွန်း6ဆွန်းကဏ္ဍဒီ3ဆွန်း2ကကဏ္ဍတစ်ခွက်ဒီ6ဆွန်း2ကိုထွက်ပြီးဖို့မူစနစ်ရှိပါတယ်